ရေးရွာရေးမှာလူငယ်တွေမရှိတော့ဘူးဘာလို့ဆိုနိုင်ငံခြားသွားအလုပ်လုပ်ရတာကျွန်တော်တို့မြန်မာတွေအလုပ်ရတယ်ဂုံတူးသုံးခုနဲ့နိုင်ငံခြားမှာအလုပ်ရတယ်ဒိန်ဂျာအန်ရီကြီးတဲ့အပေါ်မှာတက်ပြီးတော့ပြုတ်ကြရင်အထက်တရမှာတက်ပြီးဝဲဦးကျလို့ပြုတ်ကြသေးမယ်ဆိုမြန်မာတွေအလုပ်ရဂဟေးစောတဲ့အဲ့ဂဟေးစောတဲ့အငွေတွေအစုပ်ထဲဝင်မယ်ကင်းစားပြည့်မယ်မြန်မာတွေအလုပ်ရတယ်အဝမ်းဒီနောက်တည်း diff ခက်ပေးမမှန်လောက်အောင်ဆိုမြန်မာတွေလုပ်ရတယ်နောက်ဆုံးဂုံတူးတစ်ခုကဓာတ်တီဟေးပကံတွေဆေးရမယ်အိမ်သားတွေဆေးရမယ်မြန်မာတွေလုပ်ရတယ်ကျွန်တော်တို့အဲ့ဒီလိုဖြစ်လာတယ်အဲ့ဒါကျွန်တော်နမူနာပဲပြောသေးတာနွန်နေပဲနွန်ထဲမှာကျွန်တော်တို့ကျွန်းနေပြီကုရတွန်းပေးကြပါနော်ကျွန်တော်ကုရတွန်းပေးကြပါဆိုတာမြန်မာလူမျိုးများနွန်နေ၌လဲပြီးကျွန်းနေသည်ကုရတင်ပေးကြပါဆိုတာကျွန်တော်အခုအချိန်ကိုကျွန်တော်တကယ်တောင်းဆိုပါပြီတက်လုံးစောသွားလို့ဘာတကားကြီးဘိန်းလိမ့်တယ်လို့ပဲဝူးနဲ့တော့ကြားတာပေါ့ဗျာဒါပေမဲ့ဒီတစ်ခါတော့ကျွန်တော်ယုံရဲမယုံတယုံနဲ့ပဲတိုက်တွန်းမရသေး